ကိုပွားရဲ့အားကိုရာကိုရန်ချရတဲ့ idol ကလူသက်တရ campaign ဆိုဆက်ခံလိုက်ရမယ်ဆိုရင်ဒီဘာလုပ်မလဲဒီနေ့မှာတော့2025ခုမှာထွက်ရှိထားတဲ့ romance drama တစ်ခုဖြစ်တဲ့ idol ဟိုင်ဆိုတဲ့ဇာတ်ကားလေးအကြောင်းကိုပြပြပေးသွားပါမယ်ဒီဇာတ်ကားလေးထဲမှာဆိုရင် gay generation အဖွဲ့ဝင်ဖြစ်တဲ့ဆူယောင်းနဲ့ဒီ2024မှာထွက်ထားတဲ့ passion ဟေးရဲ့တရားသူကြီးကားတဲ့ကမ္ဘာလေးကအဓိကသရုပ်ဆောင်ဖြစ်ပါဝင်ထားရပေါ့နော်ဇက်လန်းလေးထဲမှာပေါ့နော်ဆူယောင်းကသူမကတော့ရုပ်အမှုတွေဆိုရင်မကိုင်းနဲ့အေးဆက်တဲ့ရှင့်နေတယောက်အဖြစ်ပါဝင်ထားရပေါ့နော်ဒါပေမဲ့သူမအိမ်ပြန်ရောက်ပြီဆိုရင်တော့သူကကိုပိုင်းအဖွဲ့ရဲ့ခေါင်းဆောင်တိုရာအေးရဲ့အဲ့လို poster တွေတချင်းတွေကိုကြည့်ပြီးတော့သူကအမောပြေတဲ့အဲ့လို hidden fan လေးတယောက်ပေါ့နော်တရက်မှာဒီသူ့ရဲ့အချစ်တော် idol ကအဲ့လိုသူ့ရဲ့အဖွဲ့ဝင်တည်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဓိကတရက်ခံအဖြစ်သူကအဲ့လိုဖန်ဆီးခံလိုက်ရပြီးတော့သူ့ရဲ့ဘဝအဲ့လိုလုံးဝဆောက်ထုတ်ဖြစ်သွားရဲပေါ့နော်မင်းသမီးကသူ့ကိုကယ်တင်ဖို့အဲ့လိုရှင်းနေဖြစ်လိုက်ပေးနေ idol ကရဲ့အဲ့လိုမှောင်မိုက်တဲ့အမှန်တရားတွေနောက် fan တွေရဲ့အစွမ်းရောက်မှုတွေနဲ့ industry ရဲ့အဲ့လို PR တွေကိုရင်ဆိုင်ရပုံတွေကိုရင်ထိတ်နဲ့ကြည့်ရှုရမှာပေါ့နော်နောက်ပြီးတော့ဒီ drama ကအဲ့လို K-pop entertainment company တွေရဲ့အဲ့လိုကစားကွက်တွေနဲ့အဲ့လိုသတင်းတွေကိုဖုံးပြဖို့ကြိုးစားပုံတွေအစွမ်းရောက် fan တွေရဲ့အနေနဲ့ idol တွေရဲ့ပေါ့နော်စိတ်ကျမ်းမာရေးတွေကိုအဓိကပုံဖော်ပြထားပြီးရပေါ့နော်ဒီဇလန်ရဲ့အတူအဓိကဆက်ဆောင်တဲ့အချက်ကဘာလဲဆိုရင်သူ idol နဲ့ fan နဲ့ဂျာကလိုယုံကြည်မှုတွေနောက် fan တယောက်ရဲ့အချစ်ကိုပေါ့နော်အဲ့လို romance ဆန်လေးမြင်တွေ့ရမှာပေါ့နော်နောက်တစ်ချက်ကကြတော့သူကဒီတရက်ခွင်ထဲမှာအပြန်အလှန်တိုက်ခိုက်ကြတဲ့ပုံတွေနဲ့ပေါ့နော်တရက်ကအစ်စ်ကဘာတူလဲဆိုတာကိုအဲ့လိုနောက်ဆုံးအထိခံမှန်းရခအောင်ပြသထားရပေါ့နော်ဒီဇလန်လေးကိုဘယ်လိုလူတွေချစ်တဲ့လဲဆိုရင် idol တွေကိုချစ်တဲ့သူတွေနောက်ပြီးဥပဒေနဲ့အဲ့လိုလျှို့ဝှက်စမ်းကြဇလန်လေးတွေကိုကြိုက်တဲ့သူတွေနဲ့အဲ့လိုတရက်ခံကဘယ်လိုဖြစ်မလဲဆိုတာအဲ့လိုခံမှန်းရတာကိုကြိုက်တဲ့သူတွေဆိုရင်တော့လုံးဝကြည့်ဖို့ recommend ပေးပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက် review ဗီဒီယိုမှာပြန်တွေ့ပါမယ် bye